လာပါရှင် GG Fancy မှာကြိုဆိုပါရယ်မမေရဲ့ဆိုင်လေးကအရင်ကတော့ online ကနေပဲရောင်းတာဖြစ်ပါတယ်အခုတော့ဆိုင်လေးကိုမမေရဲ့မိဘလျှက်စစ်ဆိုင်ပေါ့နော်အဲ့ဒီအရှိမမမေဆိုင်လေးဖုံလေးနဲ့ပဲဖွင့်ထားပါတယ်ဒါကြောင့်မို့ပေါ့နော်မမေဝန်ထမ်းကားတွေဆိုင်ငန်းကားတွေထဲမတွက်ထားပါဘူးမမေပစ္စည်းလေးတွေကိုဈေးသက်သာဆုံးလေးနဲ့မမေရောင်းချပေးရပါဒါလေးတွေဆိုလို့ရှိရင်8500နဲ့ပဲယူပါပြီးတော့ဒီဟာလေးဆိုလဲ8500နဲ့ပဲယူပါနော်မမေဟာ stainless steel တစ်မျိုးတည်းကိုသာရောင်းတာဖြစ်ပါတယ်ဒီဘောလုံးလေးဆိုလို့ရှိရင်တော့9000နဲ့ယူပါရှင်ပြီးတော့မမေပြပေးမယ်နော်မမေပြတဲ့ပစ္စည်းပေါ့အဲ့ဘလင်းနဲ့ပတ်သက်တဲ့ပစ္စည်းဒါလေးတွေဆိုလဲ8500နဲ့ပဲယူပေးပါနော်အဲ့မှာဒီလိုမျိုးပုံစံမျိုးလေးဆိုလဲအရန်လှရယ်နော်အခုပလဲပတိဖောက်ကလေးပေါ့ဒါလေးဆိုလဲ8500နဲ့ပဲယူပါမမေရဲ့ဆိုင်လိပ်စာလေးကတော့တင်ငန်းညုံမျိုးနဲ့တင်ငန်းညုံဘူတာအနီးဥပါလာလန်ပေါ့နော်လျှက်စစ်ဆိုင်ကတော့ပါဝါလျှက်စစ်ဆိုင်ပေါ့နော်ပါဝါလျှက်စစ်ဆိုင်ရဲ့အရှိလေးမှာမမေဖုံလေးနဲ့ဖွင့်လာတာဖြစ်ပါတယ်ရှင်အဲ့ဆိုင်ကလည်းမမေတို့ဆိုင်မှာပဲလျှက်စစ်ဆိုင်ရောဒီအရှိရဆိုင်ရောမမေတို့ဆိုင်မှာပဲရှင်လာရောက်ဝယ်ယူအားပေးခြင်းတဲ့လူတွေကတော့လာရောက်ဝယ်ယူအားပေးလို့ရပါတယ်online ကအမြဲတမ်းမမေကိုယုံကြည်အားကိုးပြီးမှာနေတဲ့ customer လေးတွေကိုလည်းကျေးဇူးတင်ပါတယ်เนาะနောက်လည်းထပ်ပြီးတော့မှာပေးပါလို့မမေကပြောချင်ပါတယ်ပြီးတော့မမေကြားထဲမှာမဲဖောက်ပေးမယ်ဆိုတဲ့အစီအစဉ်လေးကိုလည်းမမေပေးပါမယ်เนาะမဲဖောက်ပေးမယ်အစီအစဉ်ပေါ့เนาะမဲဖောက်ပေးမယ်ဗီဒီယိုလေးမှာလည်းမမေလောလောဆယ်ထီတော့မပေးရသေးပါဘူးမမေပေးပါမယ်အဲ့လက်စွပ်5ခွင့်ကိုလည်းမမေမဲဖောက်ပေးပါမယ်เนาะပြီးတော့ဒါလေးတွေကမမေကို F1 နဲ့ရိုက်ပြထားတာမဟုတ်ပါဘူးလုံးဝ original camera နဲ့ပဲရိုက်ပြထားတာပါstainless steel original camera နဲ့ပဲရိုက်ပြရတာပါဒီလိုကြိုးလေးတွေလည်းရှိပါတယ်ဒီလိုကြိုးလေးတွေဆိုလို့ရှိရင်เนาะ12000နဲ့ပဲယူပါเนาะဒါမျိုးလေးပေါ့เนาะဒါလေးဆို12000နဲ့ယူပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ပြီးတော့ဒီလိုလက်ကောက်လေးတွေလည်းရှိပါတယ်လက်စွပ်လေးလည်းရှိတယ်ဒီလိုငကက်ကလေးတွေလည်းရှိတယ်အစုံရှိပါတယ်ဒီလိုမျိုးပင့်ကိုကာလာလက်စွပ်လေးလည်းရှိတယ်ဒီလိုဘူးလေးတွေလည်းရှိတယ်เนาะ